အရင်ဦးဆုံးဒီဝယ်လာတဲ့ပဲတွေကိုခဲတွေအမိုက်တွေအနေတွေမပါအောင်ခါချစချိန်ပြတော့မဖြစ်ဘူးအမြေပဲအချောက်ပဲအရတာမြေပဲတိုင်းပဲမြေပဲလို့မြေပဲကိုပဲကြည့်တာဆိုဒါပေမဲ့တော့နည်းနည်း6သွားတာနဲ့တော့ရင်းစားရင်တော့အရတာတိတ်မရှိတော့ဘူးအဲ့လည်းမထိုင်ရတယ်ဒီကရလာရင်အနေထိုင်ပြီးရင်ချီသွားတယ်